အားလုံးပဲမင်္ဂလာပါကိုင်းမာရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေအဲ့တော့မနေ့ကပေါ့နော်မနေ့ကပွဲလေးနဲ့ပဲကျွန်တော်စပြီးတော့ပြောချင်တယ်အဲ့တော့မနေ့ကတော့ကျွန်တော်ရဲ့ဒါစိတ်ကြိုက်ရိုက်မြတပွဲကောင်းအနေနဲ့ကျွန်တော် Chelsea body လေးပေးခဲ့တယ်ပုံမလင်းပြောရင်တော့ Chelsea body ပထမပိုင်းထိတော့ကျွန်တော်ကြည့်သေးတယ်ဗျပထမပိုင်းထိကိုဇီဝန်းဆိုပြီးရလက်လေးနဲ့ Chelsea အနိုင်တော့ကျွန်တော်စိတ်ရင်းတော့ဇီဝန်း1-1ပေါ့ကျွန်တော်နောက်ဘက်ဆိုရှုံးခဲ့ရင်တော့မှပြားလောက်ပဲပြား50-60လောက်ကျွန်တော်တို့ရှုံးမယ်ဆိုတဲ့စိတ်လေးနဲ့ကျွန်တော်ဒုတိယပိုင်းမကြည့်ကျွန်တော်အိတ်ခဲ့တယ်မိုးလင်းတော့ကျွန်တော်ကြည့်လိုက်တော့3-1ဆိုပြီးရလက်နဲ့ Chelsea ကရှုံးသွားတယ်ရှုံးသွားဆိုတော့အားလုံးပဲဒါတောင်းမှန်ချင်ပါတယ်ပေါ့နော်ဟုတ်ပြီဗျာအဲ့တော့ပိုပြီးစဉ်းစားမှာအခုကျွန်တော်ပြောနေတယ်ပေါ့နော်ကျွန်တော်တို့ဒီ2025ကလပ်ကမ္ဘာဖလားပွဲကတော်တော်လေးရုပ်ပေါက်လုံးတယ်လို့ကျွန်တော်ထင်တယ်ရုပ်ပေါက်တယ်ပေါ့နော်ရုပ်ပေါက်တယ်ဆိုတော့တဲ့ညဆိုဘင်ဖီကာပွဲဆိုပဲကြည့်ကျွန်တော်တို့5-0နဲ့ပြီးတယ်အထက်ကြီးမအောင်အဲ့ဒါကိုကျွန်တော်တို့ပွဲပြီးသွားတော့69မိနစ်မှာသွားပြီးတော့ပယ်နယ်လီပေးပြီးတော့6-0ဆိုရလက်လေးနဲ့ကြီးအောင်သွားတယ်အဲ့တော့ဒီ check တွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့ဒီကမ္ဘာကလပ်ဖလားနည်းနည်းလေးတော့ကျွန်တော်တို့ဒီပေါ့နည်းနည်းလေးကျွန်တော်တို့ဒီထိုးသားတွေကိုနည်းနည်းလေးတိုင်ပတ်အောင်လုပ်နေလို့ခံစားရတယ်အဲ့တော့ဒီကလပ်ကမ္ဘာဖလားပွဲမှာတော့ပညာတော်တော်လေးရနေပါပြီပညာရေးလည်းတော်တော်လေးစုံနေပါပြီပေါ့နော်အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်တို့ပွဲစဉ်တွေ၄ပွဲရှိတယ်၄ပွဲရှိတဲ့အထဲမှာမှမြန်မာစံတော်ချင်းဒါည10နာရီခွဲမှာကစားမယ်ဒေါမွန်နဲ့မာမယ်လိုဒီရဲ့ဒါပွဲလေးကိုကျွန်တော်လိုတိုရှင်းသုံးသက်ပေးခြင်းပါတယ်ပေါ့နော်အခုလက်ရှိနေတိုင်းကဒေါမွန်အသင်းနေနဲ့ဒါသူတို့စတည်ထားတဲ့ကြီးဒေါမွန်အသင်းနေစတည်ထားတဲ့ကြီးကနှလုံးပေါင်း90ဂိုးပေါင်းကြီးလေး3လုံးအနှုတ်5ပေါ့နော်3လုံးအနှုတ်5နဲ့တည်ထားပြီးတော့ဒီမနက်ပိုင်းမှာဆိုဒေါမွန်ကြီးကချက်ချင်းကိုပြုတ်ကျသွားတာ1နှုတ်50 3လုံးပေါင်း50ဘော်ဒီကျော်ဂိုးပေါင်းကြီးကျသွားတယ်โอเคဟုတ်ပြီအဲ့တော့အခုလက်ရှိသူတို့ဒါအမတ်စင်းစရာကိုကျွန်တော်တို့သွားကြည့်မယ်ဒီအမတ်စင်းစရာ group F မှာအခုဒေါမွန်နဲ့ကစားမယ်မမိုလိုဒီကဒီယူသလန်ဟွန်တိုင်းကိုဇီဝန်းသူပြီးရလက်လေးနဲ့အနိုင်ရရှိတာပြီးတော့သူတို့ group state မှာဒါဥဆောင်ထားတယ်ဒေါမွန်နဲ့ဖလာမီနီကတော့ဇီးတေးကြထားပြီးတော့တယောက်တစ်မှတ်စီရလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာပွင့်လင်းပြောရင်3ပွဲပဲကန်ရမှာအိမ်ဝင်းမရှိဘူးပြီးတော့3ဝက်ကံပြီးသွားရင်အမတ်ရတဲ့တင်နိုင်တဲ့တင်ကနောက်တစ်ဆင့်ကိုကျွန်တော်တက်ကမှာအဲ့တော့ဒီနေ့ညမှာဒေါမွန်ကဖင်ရလို့မရတော့ဘူးကျွန်တော်ပွင့်လင်းပြောရင်ကျွန်တော်ကြောက်ကွက်လိုပဲပြောမယ်ဗျာကျွန်တော်လူငယ်စတိုင်ပဲပြောမယ်ဆိုဖင်ရလို့မရတော့ဖင်ရရင်တော့ဒီအုပ်စု group stage ကနေဒီကောင်လေးလက်ပြန်လာဖို့ပဲရှိတယ်ပေါ့နော်အဲ့တော့ဒေါမွန်အခုလက်ရှိပေးထားကြီးက160 3လုံးပေါင်း50 3လုံးပေါင်း40ပေါ့နော်3လုံးပေါင်း50 3လုံးပေါင်း40ဆိုတော့ဘယ်လိုပဲရှင်ရှင်ဗျာဒေါမွန်နဲ့ဒီမာမလိုဒီအသင်းကအများကြီးกว่าဒေါမွန်ကဥရောပအသင်းမာမလိုဒီကတောင်အာဖရိကအသင်းတောင်အာဖရိကအသင်းပေါ့နော်အဲ့တော့ဒီဟတ်တူဟတ်ရကြည့်မယ်ဆိုလဲဒီအသင်းနှစ်သင်းကဘာမှလည်းတွေးဆုံစရာအကြောင်းလည်းမရှိဘူးဘာမှမရှိဒီလိုမျိုးကလပ်ကဘာဖလားကျင်းမလို့သာလာတွေ့ရတဲ့အသင်းနှစ်သင်းဖြစ်တယ်အဲ့တော့ဘယ်လိုပဲရှင်ရှင်ဒေါမွန်ကဒီနေ့ညမှာလေ तू နိုင်မယ်ဆို तूဒီနေ့ည तू နိုင်ခဲ့မယ်ဆို4မှတ်ရမယ်ဆို तू group F မှာ तू အရင်ဆုံးထိပ်ဆုံးကိုရောက်မယ်ပေါ့နော်အဲ့တော့ဒီဒေါမွန်ပွဲနဲ့မာမလိုဒီပွဲကိုအခြေခံပြီးတော့ဒီဖလိုမီနီနဲ့ဦးစံဒီဖလိုမီနီနဲ့ကျွန်တော်ယူသလန်ဝန်နိုင်ဒီကိုရီးယားသင်းကဘယ်လိုကံမလဲဆိုတော့ကျွန်တော်ဟတ်တူကစောက်ကြည့်ရမှာဟုတ်အဲ့လိုတကြောင်မို့အခုလက်ရှိမှာဆိုဒေါမွန်သင်းကတော့အများကြီးကျွန်တော်ထွေထူးမပြောချင်တော့ဗျာသူတို့တွေဒီအုပ်စုမှာလက်ပြန်ရမှာလားဒါမှမဟုတ်နောက်တစ်ဆင့်တက်မှာလားအဲ့တော့အကုန်လုံးကပတ်စံတွေဘောလုံးကန်နေတာကန်တာဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိပေးထားတဲ့ဂျေ1နှုတ်50 1နှုတ်60ပေါ့နော်ဘော်ဒီဂျေ1နှုတ်50 1နှုတ်60ကူပေါင်းကြီးလေး3လုံးပေါင်း50 3လုံးပေါင်း40ကြားလေးမှာဘာကြိုက်လဲဆိုရင်တော့ဒီမာမလိုဒီသင်းကလည်းပွင့်လင်းပြောရသူ့ရဲ့ဒီတောင်အာဖရိကသူ့ရဲ့ကလပ်မှာသူကအုပ်စုဘူနဲ့ဥဆောင်နေတယ်သူကလည်းသွားပြီးတော့ကျွန်တော်ရှုပ်လို့မရတဲ့အသင်းမှာပါတယ်ပေါ့နော်ရှုပ်လို့မရဘူးဆိုတော့အတွေ့အကြုံကဥရောပအတွေ့အကြုံမရှိဘူးဒါပေမဲ့သူတို့မှလည်းသူတို့ရဲ့ခြေစွမ်းနဲ့သူတို့ခြေစွမ်းနဲ့သူတို့ကလပ်နဲ့ဒါထိုက်တန်တဲ့ခြေစွမ်းပိုင်းတိုက်စစ်ပိုင်းကိုပိုင်ဆိုင်ထားတဲ့အသင်းဒေါမွန်ကတော့ဘာမှပြောစရာမလိုဘူးဥရောပအတွေ့အကြုံရှိတဲ့အသင်းပြီးတော့ကစားသမား quality ကောင်းကောင်းတွေအများကြီးရှိတဲ့အသင်းအဲ့တော့ဒီနေ့ညမှာ1နှုတ်50 1နှုတ်60ပေါ့နော်1နှုတ်50 1နှုတ်60ဂုံမောင်းကြီး3လုံးပေါင်း50မှာဒေါမွန်အသင်းနေနဲ့ပြက်သားသားဒီ
ဒီမာမယ်လိုဒီတင်းကိုအနိုင်ရရှိမှဖြစ်မယ်ဘာဖြစ်လို့ဆိုတော့သူကလည်းတမက်ရတာတယ်ဖလူမီနီကလည်းတမက်ရတာတယ်အဲ့တော့အမတ်တူဖြစ်သွားရင်ကျွန်တော်တို့အာယုံတွေကတအားနောက်လာပြီအဲ့တော့ဂိုးပေးဂိုးယူနဲ့ပြန်ပြီးတော့ခွဲခြားသွားမှဖြစ်တဲ့ကြောင့်ဒေါမွန်တင်းနေနဲ့မာမယ်လိုဒီတင်းကိုပြက်ပြက်သားသားဂိုးရရင်ရတယ်လို့ဒါတွေးနိုင်မှသာလဲနောက်ဆင့်ကိုဒါအတက်ရောက်ဖို့ကအခွင့်အရေးကောင်းပို့ရှိမှာအဲ့အတွက်ကြောင့်မလို့ဒေါမွန်နဲ့မာမယ်လိုဒီပါဆိုရင်ကျွန်တော်အနေနဲ့စိတ်ကြိုက်တပွဲကောင်းအဖြစ်နဲ့ကတော့ဒေါမွန်ဂိုးဘော်လေးကိုရွေးချယ်ပေးခြင်းပါတယ်အဲ့တော့အကြိုက်တူတဲ့ညီကူများအနေနဲ့လိုက်ဆော့နိုင်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ပွဲအနေနဲ့ကတော့အင်နာမီလန်နဲ့ဥရာဝါပေါ့နော်အဲ့တော့အင်နာမီလန်သင်းအဲ့တော့ခုနကျွန်တော်ပြောသလိုပဲအင်နာမီလန်သင်းကလည်းဒါ group stage ဒါပထမဆုံးစကန်တဲ့ပွဲမှာပဲသူ့အနေနဲ့ဒီမက်ဆီကိုကလပ်ဖြစ်တဲ့မွန်တီရီယာပေါ့နော်မွန်တီရီယာဒါ1-1ဆိုတဲ့ရလက်နဲ့ဒါပွဲပြီးဆုံးသွားတယ်အဲ့တော့ तू ကလည်းဒေါမွန်လိုပဲဖင်ရလို့မရဗျာဖင်ရလို့မရအောင်ဘာဖြစ်လို့ဆိုသူတို့ရဲ့ဒီ group E မှာဆိုရင် River Black ကဒါအဆင့်3မှတ်ရတာတယ်ဒီမွန်တာရီကဒါအဆင့်1အင်ဒါမွန်တာရီကဒါတမတ်ရတာတယ်အင်ဒါတမတ်ရတာအကိုစီတမတ်တွေရတာတယ်အဲ့တော့ဒီနေ့ညမှာဥရာဝါရက်ဒိုင်မွန်သင်းနဲ့ကစားမှာအင်ဒါနီနဲ့ဒါဂျပန်ကလပ်နဲ့ဒီဥရောပအတွေ့အကြုံရှိတဲ့ကလပ်နဲ့ဒါကစားမှာအဲ့တော့အင်ဒါလဲဒေါမွန်လိုပဲတမတ်ရထားတယ်သွားပြီးတော့ဒီဖင်ရလို့မရတော့ဘူးနောက်ထပ်လက်ကြံပွဲကနှစ်ပွဲပဲဒီနေ့ညကန်ပြီးကွာနောက်တစ်နေ့ကန်မယ်ဆိုတပွဲပဲကန်ရတော့မှာအဲ့တော့သူတို့တွေနဲ့ဖင်ရလို့မရတော့ဘူးအနိုင်ရလက်ကိုပြက်ပြက်သားသားလှုပ်ဆောင်မှသာလေနောက်တစ်ဆင့်ကိုတက်ရောက်မှာပဲဖြစ်တယ်နောက်တစ်ဆင့်ဘယ်လိုပဲပြောနိုင်ပတ်စံရမယ်ဗျာရှုံးသွားရင်တော့ပတ်စံမရအောင်ဒီကမ္ဘာကလပ်ဖလားမရှုံးဝင်ရပြီကိုတက်ရောက်နိုင်ကိုတပွဲနိုင်တော့ပတ်စံရမယ်အောက်စုစင်းရနေပြီးတော့နောက်တစ်ဆင့်တက်တန်ကြီးပတ်စံရမယ်နောက်တစ်ဆင့်ကိုတက်နောက်တစ်ဆင့်အကုန်လုံးကတန်ကြီးပတ်စံရမှာကြီးပဲအဲ့ဒါကြောင့်မို့အင်နာမီလန်တင်းနေတာအခုလက်ရှိဖောက်ထားတဲ့ကြီးအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်မနက်ပိုင်းစဖောက်ထားတဲ့ကြီးမှာဆိုရင်နှလုံးပေါင်းကို40ဂိုးမွန်ကြီးလေး3လုံးအနှုတ်5ဆိုပြီးတော့အင်နာမီလန်ကြီးကဖောက်ထားတယ်အခုလက်ရှိမနက်ပိုင်းမှာလည်းအင်နာမီလန်ရဲ့ကြီးကနှလုံးပေါင်း40-50ပေါ့နော်40-50ဂိုးပေါင်းကြီးလေး3လုံးတည်အဲ့တော့အင်တာမီလန်ဖောက်ထားတဲ့ဂျီကနှလုံးပေါင်း40နှလုံးပေါင်း50ကအင်တာမီလန်တစ်ဖက်ရဲ့ဂိုးသွင်းဂိုးတကိုးပဲရှိတယ်ဒီဂိုးသွင်းဂိုးတစ်ဖက်ပဲရှိတယ်ပြီးတော့ဒီဥရဝါရဲ့ဒါဂိုးကိုဒါတိုက်စစ်နေနဲ့လားအင်တာမီလန်ဂိုးမသွင်းနိုင်လို့ဘိုဂီရီကယူဆထားပြီးတော့ဖောက်ထားတဲ့ဂျီဂိုးပေါ်ကြိုက်တဲ့ညီကိုတွေအတွက်ကလည်းဒါရိတ်များတဲ့ပုံစံမျိုးလေးသူတို့ဖောက်ထားတဲ့ဂျီကအင်တာပဲဂိုးသွင်းမယ်တစ်ဖက်တင်လုံးကဂိုးမသွင်း BDDS နိုးပုံစံမျိုးညဖောက်ထားတဲ့ဘင်စီကာပုံစံမျိုးလေးသူတို့ကဖောက်ထားတာโอเคအဲ့တော့အင်တာမီလန်လည်းအခုလက်ရှိသူတို့ရဲ့ group stage မှာတမတ်ကိုစီရလာတဲ့အသင်းဒီပထမဆုံးပွဲမွန်တာရီကိုရှုံးနေထားတဲ့အတွက်တည်ကြတာအတွက်ကြောင့်အင်တာမီလန်အသင်းကလည်းအမတ်လိုနေတယ်အဲ့တော့နှလုံးပေါင်း50နှလုံးသွင်းရင်ကျွန်တော်50လောက်စားရမယ်40လောက်စား3လုံးသွင်းရင်အပြက်စားရမှာပေါ့နော်အဲ့တော့ဒီအင်တာမီလန်အသင်းနေနဲ့အခုလက်ရှိမှာကျွန်တော်ခုနကဒေါမွန်ပွဲကိုကျွန်တော်ခြုံငုံပြီးပြောသလိုပဲနှစ်ပွဲပဲကျန်တော့တယ်အနိုင်ရလက်ကိုပြက်ပြက်သားသားကန်မရမယ်အခုလက်ရှိ2025ကလပ်ကမ္ဘာဖလားပွဲစဉ်တွေကဘာတွေဖြစ်နေလဲဆိုတော့ဒီဘရာဇီးကလပ်တွေပြီးတော့ဒီအာဂျင်တီးနားကလပ်တွေကအခြေအနေကောင်းနေပြီးတော့ဥရောပကလပ်တွေကဒါနည်းနည်းလေးတိုင်ပတ်နေတဲ့အနေအထားလေးတွေမှာရှိတယ်ပြီးတော့ဒီလိုတိုင်ပတ်တယ်ဆိုတာလဲကျွန်တော်ခုနပြောသလိုပဲရာသီဥတုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါတွေကတော့ကျွန်တော်ဟိုအရင်တော့ကျွန်တော်လောက်တော့ကျွန်တော်ပြောဘူးတယ်ကျွန်တော်တို့ဂိုးပေါ်ဆိုးတဲ့ခါမျိုးရောဝင်ရာသီဥတုလည်းတစ်ချက်လောက်ကျွန်တော်ထည့်စဉ်းစားရတယ်ရာသီဥတုကောင်းရင်ကစားသမားတွေရဲ့ဒါstrategy ဘိုင်းနေရတာအများကြီးကောင်းပြီးတော့ဒီရာသီဥတုမကောင်းဆိုဒီကစားသမားတွေရဲ့ဒါ strategy ဘိုင်းကဒါကျဆင်းသွားတာလေးတွေမြင်ရတယ်အဲ့ဒါကြောင့်မို့ရာသီဥတုနဲ့စိုင်းနေဗောနော်တအားပူပြင်းနဲ့ဒီတောင်အမေရိကဇုံအမေရိကန်မှာကစားတော့ဒါဥရောပကစားသမားတွေအတွက်ဒါတော်တော်လေးကိုဒါတိုင်ပတ်တဲ့အနေအထားလေးတွေမှာရှိတယ်အဲ့ဒါကြောင့်မို့ထားလိုက်ပါတော့ကျွန်တော်တို့အခုလက်ရှိအင်တာမီလန်နဲ့နှလုံးပေါင်း50 3လုံးပေါင်းတရေ3လုံးပေါင်း3လုံးတည်ပေါ့နော်3လုံးပေါင်း30ဆိုတဲ့ကြေးမှာအင်တာမီလန်နဲ့ဒီဥရာဝါရဲမှာဘာမှကျွန်တော်စဉ်းစားတာမျိုးမလို့အခုလက်ရှိကကျွန်တော်ကြေးကိုလည်းကျွန်တော်မကြည့်တော့ဘူးနောက်တစ်ဆင့်ကိုတက်ရောက်မှာလားနောက်တစ်ဆင့်မတက်ရောက်ဘူးလားဒါပဲကျွန်တော်စဉ်းစားလိုက်တယ်ပေါ့နော်ဒီနေ့ပွဲနှစ်ပွဲကဘာဖြစ်လို့ဆိုတော့နောက်တစ်ဆင့်တက်ရောက်ရင်သူတို့တို့ပတ်စံရမယ်အဓိကမန်နီပဲမန်နီရဖို့ကကျွန်တော်အရေးကြီးတဲ့အတွက်ကြောင့်မို့အင်တာမီလန်အသင်းနေနဲ့ဒီဥရာဝါအသင်းနေနဲ့ကစားသမားပိုင်းရှိချင်း
ဒီကြော်ကြားမှုပိုင်းပဲရှင်ဘလို့ပဲရှင်အင်နာမီလန်တာတယ်ပြီးတော့အင်နာမီလန်သူတို့စီးရီးအေမှာဆိုတာဒုတိယနဲ့နေခဲ့ရတယ်လို့ဒီဥရောပဒါချန်ပီယံလိဖလားမှာလည်းဒုတိယနဲ့နေခဲ့ရတယ်သူအဲ့တော့ကြောင့်မလို့အင်နာမီလန်နဲ့ဥရာဝါမော်နော်ဥရာဝါရဲ့ဒိုင်မွန်းမှာဆိုကျွန်တော်အနေနဲ့ဘာလို့ကြိုက်လဲဆိုအင်နာမီလန်ဘော်ဒီလေးပဲကြိုက်တယ်ဟိုပြောမယ်ဆိုတော့အောက်ကြီးနေတာတော့ပို့ပြီးတော့အစစ်ဖြစ်တယ်အခု2025ကလပ်ကမ္ဘာဖလားအစစ်ဖြစ်တယ်အောက်ကြီးတော်တော်များများအောက်ကြီးထိုင်တဲ့ညီကိုတွေတော်တော်များများလဲစိတ်ဖြစ်တယ်လေဒါပေမဲ့အခုညမှာတော့ကျွန်တော်ကတော့သူတို့နှစ်သင်းဒေါမွန်သင်းရဲ့အင်နာမီလန်သင်းရဲ့ကဖင်ရလို့မရတော့သူတို့ group state တွေမှာဒါဖင်ရလို့မရတော့အနိုင်ရလက်တွေကိုပြက်ပြက်သားသားကစားမှသာလေဒီ group state တွေကနေတက်ပြီးတော့နောက်တစ်ဆင့်ကိုသူတို့တွေတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ဒီနေ့ညကျွန်တော်စိတ်ကြိုက်တပွဲကောင်းကိုရွေးချက်ပေးပါဆိုရင်တော့ဒေါမွန်ဂိုးဘော်လေးကိုကြိုက်ပါတယ်ဒီမြန်မာစံတော်ချိန်1:30မှာကစားမယ်အင်နာမီလန်နဲ့ဥရာဝါရဲ့ပွဲမှာဆိုရင်တော့ကျွန်တော်အနေနဲ့အင်နာမီလန်ဘော်လေးကိုကြိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်နှစ်ကြောင်းရွေးပြီးထားခဲ့တယ်နော်အဲ့တော့ဒီလိုမျိုးတပွဲကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Goal Empire YouTube channel လေးကို like subscribe လေးလုပ်ပေးတာပါပြီးတော့လည်းဒီလိုမျိုးလူလေးလူညာတွေပေါ်တဲ့ခေတ်ကြီးမှာငွေကြေးပိုင်း 100% ယုံကြည်စိတ်ချခြင်းနဲ့ဆိုရင်ကျွန်တော်ဟိုဒါစပွန်ဆာပေးထားတဲ့ UFA ဘက်မှာလာရောက်အကောက်ဖွင့်ကစားလို့ရပါတယ်ပြီးတော့လည်းကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာပေးနိုင်ဖြစ်တဲ့အတွက်ကြောင့်ငွေကြေးပိုင်းမှာ 100% ယုံကြည်စိတ်ချရပါတယ်ပြီးတော့လည်း24နိုင်ကျွမ်းကျင်ဝင်မနှန်းနေနဲ့ဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့ရဲ့ပတ်စံများကိုဒါကြိုက်တဲ့ချိန်မှာငွေသွင်းပြီးကြိုက်တဲ့ချိန်မှာငွေထုတ်လို့ရပါတယ် Telegram channel လေးကိုလည်းဒါ join မိထားဖို့မေတ္တာရက်ခံပါတယ် Telegram channel လေးမှာတော့လက်ဆောင်မောင်းလေးတွေ like back လေးတွေကျွန်တော်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် join ထားလို့ရပါတယ်အဲ့တော့ဒီဗီလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုတယောက်စီတိုင်းကိုကျေးဇူးထူးတင်ပါတယ်အဲ့တော့ဒီဗီလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲ good luck ပါ good luck ပါနော်